ဒီတစ်ခေါက်ပြောပြသွားမှာကတော့ကျွန်တော်အဓိကထားသင်ကြားနေတဲ့ဆောက်လုပ်ရေး construction အကြောင်းလေးကိုပဲဖြစ်ပါတယ်အခုချိန်မှာဆိုရင်ပြင်အောင်မြင်သူဥယေကလည်း150ကျော်လာပြီဆိုတော့ကျွန်တော်တို့ပမာဏတော်တော်လေးကိုရောက်လာခဲ့ပြီပေါ့နော်အခုနောက်ပိုင်းမှာဆိုရင်ဒီကျွမ်းကျင်ဗီဇာနဲ့သွားမဲ့ကျောင်းသားတွေဒါမကဘူးကျွန်တော် web visa နဲ့သွားမဲ့ကျောင်းသားတွေtrainee နဲ့သွားမဲ့ကျောင်းသားတွေလည်းသူတို့ရဲ့ agency တွေအနေနဲ့ကဂျပန်နိုင်ငံကိုရောက်တဲ့အခါမျိုးမှာဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့အခေါ်အဝေါ်လေးတွေကျွန်တော်တို့သိထားရမယ့်အချက်လေးတွေကိုနားလည်အောင်လို့ဆိုပြီးတော့ကျွန်တော်လာရောက်ပြီးတော့အနန္တမျိုးတွေလည်းရှိလာပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ပြောရမယ်ဆိုရင်ဂျပန်နိုင်ငံကိုသွားဖို့ပြင်ဆင်နေတဲ့အထက်မှာမြန်မာတွေအနေနဲ့ပုံမူပြီးပြင်ဆင်လာတဲ့အတွက်အားရစရာကောင်းတဲ့အချက်တစ်ချက်ဖြစ်လာခဲ့ပြီပေါ့နောက်တစ်ခုဒီဆောက်လုပ်ရေးရဲ့အားသာချက်လေးပေါ့နော်ကျွန်တော်တို့ဆောက်လုပ်ရေးမှာဆိုရင်တခြားတစ်ခုတည်းဗီဇာနဲ့တခြားတစ်ခုတည်းဆောက်လုပ်ရေးနဲ့မတူတဲ့အချက်ကသူ့မှာဆိုရင်ဂျပန်နိုင်ငံကိုရောက်တဲ့အခါမှာလိုက်နာရမယ့်ဒီဥပဒေလေးတွေနဲ့ပတ်သက်ပြီးတော့အခန်းလေးတစ်ခန်းထည့်ပေးထားတယ်အဲ့အခန်းလေးကကျွန်တော်ဘယ်လိုလဲဆိုရင်အခန်း2အနေနဲ့သင်ရတယ်ဒီမှာဆိုရင်日本の頑張れ働く上で守らなければならない法令ဂျပန်နိုင်ငံရဲ့ site တွေမှာအလုပ်လုပ်တဲ့အခါမျိုးမှာလိုက်နိုင်ရမယ့်ဥပဒေတွေဆိုပြီးတော့ကျွန်တော်တို့တခန်းထည့်ပေးထားတယ်ဒီတခန်းလေးကတော့ကျွန်တော်တို့ခက်လဲခက်တယ်ဒါပေမဲ့ကြားတော်မဲ့ဘ ഹു တုဒလည်းများတယ်ပေါ့နော်များတယ်ဆိုတဲ့အတွက်ကျွန်တော်ဒီခန်းလေးကိုဆိုကျွန်တော်သေချာလေးဖုတ်ကပ်ပြီးသင်ပေးတယ်ဒီအခန်းလေးမှာဆိုရင်စာမွဲဖြေဖို့အတွက်တင်မဟုတ်ဘဲနဲ့ဂျပန်နိုင်ငံကိုရောက်တဲ့အခါမျိုးမှာလိုက်နိုင်ရမယ့်အချက်တွေကိုကျွန်တော်သေသေးချာချာကျောင်းသားတွေကိုရှင်းပြတယ်အဓိကတော့ကျွန်တော်သင်တာကတော့စာမွဲအတွက်တင်မဟုတ်ဘဲနဲ့ဂျပန်နိုင်ငံကိုရောက်တဲ့အခါမျိုးမှာကိုယ့်အနေနဲ့အနေမခံရအောင်ဘယ်ဟာတွေကတော့ဥပဒေနဲ့မကိုက်ညီဘူးပဲအချက်တွေကတော့ဥပဒေအတွင်းမှာပဲလုပ်ရမယ်ဆိုတာလေးတွေသိအောင်လို့ထည့်သွင်းပြီးတော့ရှင်းပြထားတယ်နောက်တစ်ခုကကျွန်တော်တို့အခန်း1ပေါ့နော်အခန်း1မှာဆိုရင်တော့ကျွန်တော်တို့ဂျပန်နိုင်ငံရဲ့ဖွဲ့စည်းပုံပေါ့ဆောက်လုပ်ရေးဖွဲ့စည်းပုံအကြောင်းလေးကိုရှင်းပြထားတယ်သူတို့မှာဆိုရင်မနက်ပိုင်းမှာဘာတွေလုပ်ရမယ်ဘယ်လိုမျိုးအဆင့်တွေဘယ်လိုမျိုးယာတူးတွေရှိတယ်ကျွန်တော်တို့ဘယ်လိုမျိုးကတ်လေးတွေပေါ့နော်ကန်ရမယ်ဆိုတာလေးတွေပါထည့်သွင်းပြီးတော့ရှင်းပြထားတာဖြစ်တဲ့အတွက်အခန်း1လေးရတယ်ကျွန်တော်တို့ဘုဒ္ဓရစရာလေးတော်တော်လေးကောင်းတယ်နောက်တစ်ခုအခန်း3ပေါ့နော်အခန်း3ကိုတွားပြီးလေ့လာကြည့်အောင်ဆိုရင်ဒီဂျပန်နိုင်ငံကိုရောက်တဲ့အခါမျိုးမှာလုပ်ရမယ့်အလုပ်အမျိုးအစားတွေအကြောင်းကိုကျွန်တော်အသေးစိတ်လေးနဲ့ရှင်းပြထားတယ်ဒီထဲမှာဆိုရင်ကျွန်တော်ဘယ်လိုမျိုးတင်ထားရှိလဲဆိုစာမွဲအတွက်ဆိုရင်တော့ကျွန်တော်တို့ခဏပဲတင်ရတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကလည်းမိဘကလည်းဒီဆောက်လုပ်ရေးမျိုးရိုးကပဲစဉ်းသက်လာတာကျွန်တော်တို့ကျောင်းမှာလည်း engineering ကျောင်းမှာလည်းသင်ခဲ့ရတဲ့ဘိုးတုဒတွေနဲ့ထည့်ပြီးတော့ဒီအခန်းလေးဆိုရင်ကျွန်တော်ဝေးဆဆရှင်းပြလေးရှိတယ်ကျောင်းသားတွေအနေနဲ့လည်းသဘောကျနှစ်ချိုက်လေးရှိတဲ့အခန်းလေးပေါ့နော်သူတို့အနေနဲ့ဆိုရင်လည်းကျောင်းလေးမပြတ်ဘူးဒီအခန်းလေးရောက်ပြီးဆိုရင်စာကတော့များတယ်ဗျစာကတော့များဒါပေမဲ့ဘုဒ္ဓရစရာတော့တော်တော်လေးကောင်းတယ်ကျွန်တော်တို့နောက်တစ်ခုကဘာလဲဆိုရင်အခန်းလေးကြောင်းအခန်းလေးမှာဆိုရင်ဒီ site ထဲရောက်တဲ့အခါမှာကျွန်တော်တို့ access လုပ်ရမယ့်ပုံစံတွေပြီးရင်အခေါ်အဝေါ်လေးတွေပေါ့နော် definition လေးတွေဥပမာကျွန်တော်ပတ်နဲ့ရိုက်တာကိုဘယ်လိုခေါ်မလဲညမ်းစင်တာကိုဘယ်လိုခေါ်မလဲမြင်းရိုက်တာကိုဘယ်လိုခေါ်မလဲဒီလိုအခေါ်အဝေါ်လေးတွေအကြောင်းကိုရှင်းပြထားတယ်အဲကျတော့ကိုကဂျပန်ကိုရောက်တဲ့အခါမျိုးမှာဒီအခေါ်အဝေါ်လေးတွေအကြောင်းကိုဒီကနေ့ကသိထားမယ်ဆိုရင်လည်းဒါဂျပန်ကိုမရောက်သေးဘဲနဲ့ကျွန်တော်တို့ပြင်ဆင်ထားတဲ့အပိုင်းလေးဖြစ်သွားမယ်ပေါ့နော်ဒါအကောင်းဆုံးပြင်ဆင်မှုလေးဖြစ်မယ်ကဲနောက်တစ်ပိုင်းဆက်သွားရအောင်ကျွန်တော်တို့နောက်တစ်ပိုင်းကတော့အခန်း9ဗျအခန်း9ကတော့ဗာလေးလဲဆိုရင်ဒီဆောက်လုပ်ရေးကိုဂျပန်နိုင်ငံရောက်တဲ့အခါမျိုးမှာသုံးပြရမယ့်စက်ပစ္စည်းတွေဆောက်လုပ်ရေးသုံးပစ္စည်းတွေအကြောင်းကြက်ရဒီပစ္စည်းတွေအကြောင်းကြက်တဲ့အခါမျိုးမှာတင်တဲ့အခါမျိုးမှာလေကျွန်တော်တို့အနေနဲ့ကဘယ်လိုတင်လဲဆိုတော့အပြင်မှာသုံးနေတဲ့အခေါ်အဝေါ်တွေနေဂျပန်လိုနဲ့မြန်မာလိုအခုလူလေးကိုဘာသာပြန်လေးကိုပြန်ပေးတယ်အဲကျတော့ဂျပန်ရောက်တဲ့အခါမျိုးမှာလည်းဂျပန်လိုခေါ်တိမှာဆိုသလိုတကယ်လို့မြန်မာနိုင်ငံမှာဆောက်လုပ်ရေးနဲ့နီးစပ်မှုမရှိတဲ့ကျောင်းသားတွေအနေနဲ့ဆိုရင်လည်းအခုကျွန်တော်တို့အခေါ်လေးကိုတည်သွားတာပေါ့နော်အခေါ်လေးတွေမကဘဲနဲ့ဒီမှာဆိုရင်သူ့ရဲ့ sky ခတ်တာလေးပါကျွန်တော်တို့ bio file လေးနဲ့ရှင်းပြလေးရှိတယ်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့အခန်း9အကြောင်းလေးပါအခုကကျွန်တော်တို့အခန်း6ပြန်အခန်း6ကဘာလဲဆိုရင်ဒီဆောက်လုပ်ရေးလုပ်တဲ့အခါမျိုးမှာလုပ်ငန်းတစ်ခုစီအသေးစိတ်လေးတွေဥပမာကျွန်တော်တို့ဘယ်လိုမျိုးလဲရှိလဲဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ညမ်းစင်တာတွေရှိတယ်နော်ဒီမှာဆိုရင်ကျွန်တော်ရှင်းပြမယ်ဒီမှာပုံလေးဆိုညမ်းစင်တာတွေရှိတယ်အဲ့မှာဆိုရင်ညမ်းစင်တဲ့အခါမျိုးမှာဆိုရင်လည်းကျွန်တော်တို့ညမ်းစင်တဲ့အခါမျိုးမှာဘာတွေလိုက်နိုင်ရမယ်ဘယ်လိုလေးဆင်ရမယ်ဆိုတဲ့ဟာလက်တွေ့နဲ့အနည်းဆက်ဆုံးပေါ့ဗျာကျွန်တော်မျက်စိရဲ့မြင်သာမဲ့အချက်လေးတွေရှင်းပြထားတယ်ဟုတ်ကဲ့အဲ့ဒါလေးတွေကတော့တော်တော်ကောင်းတယ်စာအနေနဲ့တော့ခက်တာပေါ့နော်ဘိုးဒရာအနေနဲ့အများကြီးရတဲ့အားရှိကဲနောက်ဆုံးအနေနဲ့သွားမှာတော့ကျွန်တော်တို့အခန်းခွန်အခန်းခွန်ကဘာအခန်းလဲဆိုရင်ကျွန်တော်တို့အခန်းခွန်ဆောက်လုပ်ရေးအကြောင်းကိုရှင်းပြထားတာမဟုတ်ဘူးဗျအခန်းခွန်ကဘယ်လိုမျိုးလဲဆိုရင်ဆောက်လုပ်ရေးလုပ်တဲ့အခါမျိုးမှာဘေးရန်ရည်တွေဖြစ်ပွားကြတယ်အဲကျတော့ဖြစ်ပွားတဲ့အခါမျိုးမှာဘယ်လိုဘေးရန်ရည်တွေဖြစ်ပွားတတ်တယ်အဲ့လိုမျိုးဖြစ်ပွားတတ်တဲ့ဘေးရန်ရည်ကိုသိမယ်ဆိုရင်ဒီဘေးရန်ရည်တွေဘယ်လိုရှောင်ရှားရမယ်ဆိုတဲ့အချက်လေးတွေပြောပြသွားတယ်
ဒီမှာဆိုရင်လည်းစာမွေးအတွက်ဟိုအဓိကထားတင်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့တကယ်အမှန်တကယ်ဂျပန်နိုင်ငံမှာအလုပ်လုပ်ရတဲ့အခါမျိုးမှာဆိုရင်လည်းဘလို့အန်နီရရောဖြစ်တဲ့တဲ့အဲ့အန်နီရလေးတွေကဘလို့ခေါ်တယ်ဥပမာဂျပန်တွေကတယောက်ကတော့မှဒီဟာလေးကိုလုပ်ရင်ဒီလိုမျိုးအန်နီရရှိမယ်လို့ဂျပန်လိုပြောရင်ကျွန်တော်ဒီကနေကအဲ့စကလုံးလေးတိသွားအောင်လို့ပေါ့အဲ့ဒါလေးတွေအနှစ်သဘောတရားလေးတွေပြီးရင်စာအုပ်ထဲမှာမပါတဲ့အချက်လေးပါထည့်ပေါင်းပြီးတော့တင်တတ်တယ်အဲ့ကြတော့ဒီဟာလေးကတော့ဒီဆောက်လုပ်ရေးရဲ့ကျွန်တော်တို့ဖွဲ့စည်းပုံလေးပါပေါ့နော်ဆောက်လုပ်ရေးစာအုပ်ရဲ့ဖွဲ့စည်းပုံလေးဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဗာလေးလဲဆိုရင်ဆောက်လုပ်ရေးစာမေးပွဲရဲ့ဟိုကျွန်တော်တို့ဖွဲ့စည်းပုံပေါ့နော်ဆောက်လုပ်ရေးစာမေးပွဲကကျွန်တော်တို့ဘယ်လိုသွားတယ်လဲဆိုရင်နှစ်လတစ်ခါတခြားတခုတဲကြီးတွေလိုပဲနှစ်လတစ်ခါရှိအဲ့ကြတော့နှစ်လတစ်ခါဖောင်တင်ရတယ်ပေါ့နော်နှစ်လတစ်ခါဖောင်တင်ပြီးတော့ကျွန်တော်တို့စာမွေးဖြည့်ရုံပဲနေတိုင်းဖြည့်လို့ရတဲ့သဘောရှိတယ်စာမွေးချင်းအနေနဲ့ကလည်းကျွန်တော်တို့$9ပဲကုန်တယ်တော်တော်လေးတက်တာတဲ့ပမာဏအဲ့ကြတော့စာမွေးပုံစံအနေနဲ့ကမေကွန်းအပုံ90မေးတယ်ရွေးချယ်မေးခွန်းတွေရှိတယ်အဲ့ကြတော့ကျောင်းသားတွေရဲ့အဓိကလာပြီးတော့တက်ကြတဲ့ရည်ရွယ်ချက်ကတော့စာမွေးအောင်ဖို့ပေါ့စာမွေးဖြည့်ဖို့နောက်တစ်ခုကဘာလဲဆိုရင်ဂျပန်နိုင်ငံကိုသွားတဲ့အခါမျိုးမှာဘဝတုဒ္ဒလေးပေါ့နော်ဒီဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့ဘဝတုဒ္ဒလေးရကျင်လို့ဆိုပြီးတော့လာကြတာများတယ်ကဲဒီဟာလေးကတော့ကျွန်တော်အခုလက်ရှိသင်ကြားနေတဲ့အဓိကထားပြီးသင်ကြားနေတဲ့ဆောက်လုပ်ရေးအကြောင်းလေးပါကျွန်တော်တို့နောက်ခုလာထဲမှာဆိုရင်လည်းကျွန်တော်တို့ဆောက်လုပ်ရေးတန်းခွဲ16လေးပေါ့နော်60လေးကိုတန်းခွဲ16ခုမြောက်လေးကိုကျွန်တော်တို့ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်ခုလက်ရှိမှာဆိုရင်လည်းအပ်ထားတဲ့ကျောင်းသားလေးတွေလည်းအရင်သိရှိတယ်။ရင်းရှိနေကြပြီ။အဲကျတော့အကန့်အသတ်လေးနဲ့လည်းဖွင့်တာဖြစ်တဲ့အတွက်တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့Messenger မှာဖြစ်ဖြစ်ကျွန်တော်တို့ Viber မှာပဲဖြစ်ဖြစ်လာမေးလို့ရပါတယ်။ကဲအားလုံးပဲကျေးဇူးတင်ပါတယ်